တော့ဒီနေ့ဒီကကိုကြီးမားကနေပြီးတော့ကီလိုမီတာ20လောက်ဝေးတယ်ပေါ့နော်ခွန်းတော်မှာဆိုတော့ရွာလေးကိုရောက်နေပါတယ်ဒါကတော့ရွာအဝင်ပေါ့နော်ဒီမှာရေးထားတော့နာဂတွေကအိန္ဒိယမဟုတ်တဲ့အကြောင်းရေးထားတွေ့ရကြောက်တိုင်းလေးတွေ့ရပြီးရင်တော့ဒီလိုရွာတွေကိုရောက်ကြည့်မယ်နော်ညနေမြင်ရတဲ့ view ကတော့အရန်လာတယ်ပြီးတော့ဒီပေါ်မှာရုပ်ထုတစ်ခုရှိရပေါ့နော်ဒါကတော့နာဂဝါရီယာရဲ့ရုပ်ထုပေါ့နော်ပြီးတော့ဒီမှာသူရေးထားတဲ့စာလေးရှင်နာဂဝါရီယာဘလောက် strong ဖြစ်တဲ့အကြောင်းပေါ့နော်ကိုကတော့ရွာထဲကိုခီးဆက်မှာဖြစ်ပါတယ်ရှင်had our state animal Mithun, because Mithun, and then this is the headgear of a man, which shows about the prosperity of the villages. You can see the circle, 2 up there and 2 down here. It shows the sun and the moon, represent the sun and the moon. These are valuable juice. Yeah, we have to put money here. Thank you. Oh, 20 rupees. Been painted green or nothing. So, and then most of the families were depending on this. So we had these village people had a very huge fight about to stop the hunting and logging. Because one day or the another day, definitely. And then we have 156 square kilometers. So there will be snow on this mountain in winter. Like Saramati. Once. She have to achieve some of the degree. Before times we don't have doctor, we don't have PhD, we don't have engineer, nothing. But if he really wants to show off his wealth,ခုနမှာကနာဂရိုးရရွာလေးပေါ့နော်ဒီမှာလူဦးရေ4000ကျော်လောက်ရှိရယ်ပြီးတော့ရွာရဲ့တက်တာတော့နှစ်ပေါင်း900ကျော်လောက်ရှိပြီပြီးတော့သူကအာရှရဲ့ပေါ့နော်ပထမဆုံး green village လည်းဖြစ်တယ်မီနင်းကသူတို့မဲလိုက်တာတွေတစ်ခုတ်တာတွေရက်လိုက်တယ်ပေါ့နော်ပြီးတော့ဒီမှာအရန်ကမှပေချာထိမ့်သိမ်းထားတဲ့အမိုက်ပစ်တာမျိုးတွေလည်းမရှိဘူးဒီမှာဒီသွားကြည့်တဲ့လောက်ပေါ့နော်ဒီရွာလုံးမှာအမိုက်တစားတော့မတွေ့ခဲ့ရဘူးအရင်ချစ်ဖို့ကောင်းနေရွာလေးအထက်မှာရိုးရအိမ်လေးတွေလည်းရှိရပေါ့နော်ဒါပေမဲ့သူ့ကိုသွားခြင်းနဲ့ဆိုရင်တော့ guide မပါပဲသွားလို့မရဘူး guide ကလိုက်ပြပေးရပေါ့နော်ရူပီ900ပေးရတယ် guide ခါပြီးတော့ဝင်ကြေးရ100ပေါ့နော်အားလုံးပေါင်းစုစုပေါင်းရူပီ600ပေးရတယ်ဒါပေမဲ့အရင်တန်တယ်လို့ခံစားရတယ်ပြီးတော့ဒီသူရဲ့သမိုင်းချောင်းပေါ့နော်ဒီကိုနမရဲ့သမိုင်းချောင်းနေလည်းအများကြီးရှင်းပြပေးတယ်သူတို့ဒီ British နဲ့ပေါ့နော်ဒီကိုလိုနီနဲ့ဘယ်လိုမျိုးစစ်တိုက်ခဲ့ရတဲ့အကြောင်းတွေပေါ့နော်ပြီးတော့ဒီရွာလေးကခဏခဏမီရှို့ခံရတယ်ပေါ့နော်ရွာလုံးကြမီရှို့ခံရတဲ့ရွာလေးလည်းဖြစ်တယ်ဒါပေမဲ့သူတို့ဘယ်လိုပြန်ထူထောင်ခဲ့တဲ့အကြောင်းတွေလည်းအများကြီးရှင်းပြပေးထားတယ်ပေါ့နော်အကြောင်းရမ်းတန်တယ်လို့ထင်တယ်တကယ်လို့နာဂလန်ကိုရောက်ခဲ့ဆိုလို့ရှိရင်တော့လာလေတဲ့နေရာလေးတွေမှာပါပါရဲ့ရှင်အခုကတော့ကလေးတွေကျောင်းဆင်းလာတဲ့အချိန်ပဲဖြစ်ပါတယ်
ခုနမရွာလေးကအပြန်မှာတော့ဒီလိုကိုဟီမဈေးထဲကိုဝင်ကြည့်ရင်းနဲ့ဒီ vlog လေးကိုအဆုံးသတ်လိုက်ပါရရှင်နောက်တစ် vlog မှာပြန်တွေ့ကြမယ်နော် bye